ဒီအချက်လက်လေးတွေပါမယ်ဆိုရင်တော့စင်ကာပူမှာအလုပ်ရဖို့အတွက် CV form က 70% ပေးကြနေပါပြီအားလုံးပဲမင်္ဂလာပါစင်ကာပူအလုပ်တွေရှာဖို့အတွက် CV မှာမဖြစ်မနေပါမယ့်အချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့ personal information ပေါ့နော် personal information လို့ပြောတဲ့ကိုယ့်ရဲ့ချက်လက်မှာ full name ကိုယ့်နာမည်ပြည့်စုံပါရမယ်နောက်တစ်ခါကျတော့ WhatsApp သုံးတဲ့ဖုန်းနံပါတ် email address ရဲ့နောက် nationality ရဲ့ပေါ့နော်ဒီစင်ကာပူရှောင်းမဲ့ CV form တွေမှာမွေးတက်ကလေးပေါ့နော် date of birth မွေးနေ့ခုနှစ်တွေနောက်တစ်ခါ NRC လို့ခေါ်တဲ့မှတ်ပုံတင်နံပါတ်တွေထည့်ပေးကြမလို့ပါဘူးနံပါတ်2ကကျတော့ profile summary ကိုရဲ့အကြောင်းအရာအကျဉ်းချုပ်တွေမှာကိုရဲ့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ပေါ့နော်ကိုလုံးနိုင်တဲ့လုပ်ငန်းမျိုးစားနဲ့ပတ်သက်တဲ့ experience တွေဘယ်နှစ်ရှိရဲဆိုတာရယ်စင်ကာပူမှာအလုပ်လုပ်ဖို့ ready ဖြစ်နေဆိုတဲ့အကြောင်းအရာတွေကိုထည့်ပေးရပါမယ်နံပါတ်3 work experience ပေါ့နော်လုပ်ငန်းတွေ့ကြုံတွေဒီလုပ်ငန်းတွေ့ကြုံနဲ့ပတ်သက်ပြီးရေးမယ်ဆိုလို့ရှိရင်ကိုလုပ်ခဲ့တဲ့ company name တွေနောက်ခါကျကိုလုပ်ခဲ့တဲ့ position ပြီးတော့ခါကျတော့ work experience ပေါ့နော်ကို patient တွေပဲချင်းဒီအလုပ်လုပ်ခဲ့ရဆိုတာရယ်နောက်တစ်ခုကကျတော့ main responsibility ပေါ့နော်ကိုအဲ့ဒီချိန်မှာလုပ်ခဲ့ရတဲ့ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေကိုယ့်ရဲ့ position နဲ့ပတ်သက်တဲ့လုပ်ငန်းတာဝန်တွေရယ်ထည့်ရေးပေးရပါမယ်အလုပ်တာဝန်တွေကိုသူက point လေးနဲ့ထည့်ရေးပေးရပါမယ်နံပါတ်4ကကြတော့ skills ပေါ့နော် skill ကကြတော့ဒီကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်တဲ့ job related skill ထည့်ရေးပေးရပါမယ်ဥပမာ team work တို့ time management တို့ပေါ့နော်အဲ့လိုမျိုးလေးတွေထည့်ရေးပေးရပါမယ်နံပါတ်5ကကြတော့ education နဲ့ပတ်သက်ပြီးတော့မှအသေးစိတ်လေးတွေထည့်ရေးပေးရပါမယ်ဥပမာဘယ်ကျောင်းမှာ10တန်းပြီးခဲ့တယ်ဘယ်ကျောင်းမှာတက်တူတက်ခဲ့တယ်ဗာမီဂျာနဲ့ပေါ့နော်ဘယ်နှစ်ခုနှစ်မှာပွဲရခဲ့တယ်ဆိုတာမျိုးလေးတွေနောက်ပြီးတော့ကိုကသင်တန်းတက်ထားတယ်ဆိုလို့ရှိရင်အဲ့သင်တန်းရခဲ့တဲ့ certificate လေးနဲ့ဒီရခဲ့တဲ့အချိန်လေးတွေထည့်ရေးပေးရပါမယ်နောက်တစ်ခုကနံပါတ်6က language skill ပေါ့နော် language skill ကကြာဘာသာစကားမှာကိုရတဲ့ level လိုက်ထည့်ရေးပေးရပါမယ်ဥပမာ English ရတယ်ဆိုလို့ရှိရင် English က basic လား intermediate လားပေါ့နောက်တစ်ခုက Chinese ရတယ်ဆိုလည်းထည့်ရေးပေးရပါမယ်အဲ့မှာတရုတ်စာရထားတယ်ဆိုရင်တော့ဒီအားသာချက်အကြီးကြီးရှိပါတယ်တရုတ်စာရထားရင်အလုံး6ရရလဲပိုလွယ်ကူပါတယ်နံပါတ်9 attitude ပေါ့နော် attitude လေးတွေထည့်ရေးပေးရပါမယ်ဥပမာ can work overtime ကအချိန်ပိုလုံးနိုင်တယ်နောက်က willing to learn သင်ခြင်းစိတ်ရှိတယ်လို့ပြီးတော့ခါကျတော့ဒီပေါ့နော် can follow rules တို့ company ကချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာနိုင်တယ် company တို့ဒီအလုပ်ရှင်တို့ကနေချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာနိုင်တယ်အဲ့လိုမျိုးအချက်လက်တွေကကြတော့စင်ကာပူအလုပ်ရှင်တွေအရင်ကသဘောကျတဲ့ချက်တွေဖြစ်လို့မဖြစ်မနေထည့်ရေးပေးရပါမယ်အဲ့ဒီမှာလုံးဝမထည့်ရေးတဲ့အကြောင်းအရာတွေရှိပါတယ်။ဘာလဲဆိုsalary expectation ပေါ့နော်ညှို့မှန်းလာစာတို့နောက်တစ်ခါကျ family detail ပေါ့နော်မိသားစုနဲ့ပတ်သက်တဲ့ဒီအသေးစိတ်အချက်လက်တွေနောက်တစ်ခါကျ too long sentence တွေကိုဒီဝါကြတွေအရှိရေးတာမျိုးတွေလုံးဝမထည့်ရေးပါနဲ့။ဒီအချက်လက်တွေကိုသိထားမယ်ဆိုရင်တော့စင်ကာပူမှာအလုပ်ရဖို့အတွက်ကို CV form ပြင်တာ 70% ပေးကြသွားပြီဖြစ်ပါတယ်။